Mandalorian Chinese ကို download ဆွဲလိုက်ပါပေးထားတဲ့ကုတ်ကိုအသုံးပြုပြီးတော့အခမဲ့သင်ခန်းစာတွေကိုတောက်ဖွင့်နိုင်တဲ့အပြင် application ထဲမှာလည်း point 100ရရှိအောင်မှာဖြစ်ပါတယ်တစုံတစ်ယောက်ရဲ့နိုင်ငံသားအကြောင်းမေးပုံကိုကြည့်ကြရအောင်ဒါကတော့မေခွန်းဝါကျပုံစံနဲ့ပြန်ဖြေတဲ့ပုံစံဖြစ်ပါတယ်ဝါကျကိုပြုလုပ်သူ subject နဲ့စတင်ပါတယ်သူ့အနောက်မှာရှစ်ပြီးရင်နာသူ့အနောက်မှာကိုအနောက်ဆုံးမှာ人ရှစ်ကတော့ဖြစ်သည်ဟုတ်သည်ဆိုတဲ့ကရိယာဖြစ်ပါတယ်နာကတော့မေခွန်းစကားလုံးပါဘယ်ဟာဖြစ်ပါတယ်ကိုကတော့国家နိုင်ငံရဲ့အတူကောက်ပုံစံဖြစ်ပြီးတော့人ဆိုတာကတော့လူဖြစ်ပါတယ်ဥပမာ你是哪国人သူ့ကိုဓာတ်ရိုက်ဘာသာပြန်လိုက်ရင်သင်ကဖြစ်တယ်လေဘယ်နိုင်ငံလူဒီဝါကျကိုအနှစ်သာရရှိဘာသာပြန်ရရင်တော့သင်ကဘယ်နိုင်ငံသားလဲလို့မေးတာဖြစ်ပါတယ်မန်ဒရင်းတရုတ်စာမှာမေခွန်းတော်တော်များများရဲ့အဖြေဝါကျဖွဲ့စည်းပုံကမေခွန်းဝါကျဖွဲ့စည်းပုံနဲ့ဆင်တူပါတယ်ဒါကြောင့်အစမှာပြုလုပ်သူ subject နဲ့စပါမယ်ဒီမှာတော့ပြုလုပ်သူ subject ကို你သင်ကနေ我ကျွန်တော်လို့ပြောင်းရပါမယ်သူ့အနောက်မှာရှစ်ကိုလိုက်ပါမယ်ပြီးရင်နာကိုဆိုတဲ့နေရာမှာနိုင်ငံနာမည်ထည့်ပါမယ်သူ့အနောက်မှာမှ人ထိုနိုင်ငံကလူဆိုတာကိုဖော်ပြပါမယ်我是美国人ဒီဝါကျကိုဓာတ်ရိုက်ဘာသာပြန်လိုက်ရင်ကျွန်တော်ဖြစ်သည် American လူအတိတ်ပဲရှိဘာသာပြန်လိုက်ရင်တော့ကျွန်တော်က American နိုင်ငံသားဖြစ်ပါတယ်တခုသတိထားရမှာကနိုင်ငံသားအကြောင်းကိုပြောတဲ့အခါနိုင်ငံရဲ့အနောက်မှာလူ人ဆိုတဲ့စကားလုံးအမြဲတမ်းလိုက်ပါတယ်人ကိုဖြုတ်ထားခဲ့ရင်တော့သင်ကနိုင်ငံတစ်ခုဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားပါလိမ့်မယ်我是美国人ဆိုရင်ကျွန်တော်က American နိုင်ငံသားဖြစ်ပါတယ်ဒါပေမဲ့我是美国ဆိုရင်တော့ကျွန်တော်က American နိုင်ငံဖြစ်ပါတယ်ဆိုတဲ့အဓိပ္ပာယ်ပါ Mandalorian Chinese ကို download ဆွဲလိုက်ပါပေးထားတဲ့ကုတ်ကိုအသုံးပြုပြီးတော့အခမဲ့သင်ခန်းစာတွေကိုတောက်ဖွင့်နိုင်တဲ့အပြင် application ထဲမှာလည်း point 100ရရှိအောင်မှာဖြစ်ပါတယ်